တိတ်ဘဝတုန်းကတော့သူသိဒ္ဓထမြတ်စွာဘုရားလက်ထက်မှာသူဖြစ်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ခဲ့တယ်သို့တော့ဂေါရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါမှာသာဝတိမြို့ကပစ္စည်းဥစ္စာချမ်းသာတဲ့မဟာသုဝနာဆိုတဲ့တထေးတယောက်ရဲ့သားလာဖြစ်တယ်အဲ့တထေးကြီးကလည်းသူဟာသာသမီမထွန်းကားလို့ညောင်မင်းကြီးမှသွားပြီးတော့စုပန်တာတိုက်ဆိုင်ပြီးတော့သူဟာသားတယောက်ထွန်းကားလာတယ်ညောင်မင်းကြီးရဲ့စောင့်ရှောက်မှုနဲ့ရလာတဲ့သားဆိုပြီးတော့ပါဠိလို့နာမည်ပေးလိုက်တာတော့နတ်ကစောင့်ရှောက်လို့သူဒီသားလေးကိုရတယ်ဆိုပြီးတော့ပါဠိစောင့်ရှောက်နဲ့ရလာတဲ့သားဆိုပြီးနောက်တစ်ခါညီငယ်လေးရောက်လာတဲ့အခါကျတော့ဒီနာမည်ကိုပဲဆက်မဲ့တယ်ပါဠိဆိုတဲ့နာမည်ဆက်မဲ့တော့အကြီးကိုမဟာပါဠိလို့ခေါ်ပြီးအငယ်ကိုစုလပါဠိလို့ရှေ့ကပါဠိကြီးပါဠိလေးပေါ့ဒီလိုခေါ်တာပေါ့နော်အကြီးနဲ့အငယ်ခွဲပြီးတော့ခေါ်သူတို့ဟာတာဝတိမြို့ကချမ်းသာကြွယ်ဝတဲ့မြို့ရိုးမှာလူလာဖြစ်တယ်တရက်ကြတော့အသက်ရွယ်လေးရလာအိမ်တော်ရဲ့သားတွေကြပြီးတဲ့နောက်မှာမိဘနှစ်ပါးမျက်ွယ်ပြုတ်သွားတော့မိဘတွေရဲ့လက်ထက်ပွားပစ္စည်းတွေကိုညီကိုနှစ်ယောက်ဟာစီမံခန့်ခွဲကြအမွေကိုဆက်ခံကြဥမကွဲတိုက်မပြတ်ညီကိုနှစ်ယောက်ပဲရှိတာဆိုတော့သူတို့ဟာအတူတကွစီးပွားလက်တွဲပြီးတော့လှုပ်ကြတယ်တာဝတိမြို့ဆိုတာမြတ်စွာဘုရားက25နှစ်ဇေရွန်ကျောင်းမှာတရင်သုံးတာဆိုမြတ်စွာဘုရားအကြာဆုံးနေတဲ့နေရာဖြစ်တယ်ဒါကြောင့်မို့တာဝတိမြို့သူမြို့သားတွေဟာမြတ်စွာဘုရားရှိနေတဲ့အချိန်မှာဆိုရင်ကျောင်းကိုသွားပြီးတော့နေ့စဉ်နဲ့အမျှတရားနာလေးရှိကြတယ်တရက်ကြတော့မဟာပါဠိသူချဲလဲသူလည်းတရားနာအောင်မယ်ဆိုတရားဝဲလိုက်သွားတယ်အဲ့လိုလိုက်သွားတဲ့နေ့မှာမြတ်စွာဘုရားကတရားဟောတယ်ဘုရားတရားနာရတဲ့အခါမှာသူစဉ်းစားတယ်မြတ်စွာဘုရားကဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်ပြီးတဏှာဝကလွတ်တဲ့ဤစနစ်ကိုဟောတာအဲ့လိုမဲခွင့်ရှိပါအကျင့်တရားကိုရှင်းလင်းပြတ်သားစွာဟောကြားတဲ့အခါမှာသူ့ရင်ထဲမှာဘာဖြစ်လာယုံကြည်ချက်တရားတရားတွေတိုးပွားလာပြီးတော့ဓမ္မလူဘဝရချိုးနှံ့မှာပဲဒီလိုနေလို့ငါတို့တမ္မာအဖြစ်တော့တရားဥတရားမြတ်မရနိုင်ဘူးမြတ်စွာဘုရားဟောတဲ့တရားဟာစိတ်ကူးရင်နဲ့ဟောတာမဟုတ်တော့ဘူးလက်တွေ့ဟောပြတာဖြစ်လို့ငါကိုယ်တိုင်ကျင့်ကြံကြိုးကိုအထောက်မှဖြစ်မယ်အထုတ်ခြင်းနဲ့စိတ်တွေထက်ထက်တန်တန်ဖြစ်လာထက်ထက်တန်တန်ဖြစ်လာတဲ့အခါမှာတရားပွဲပြီးတော့မြတ်စွာဘုရားစီကိုလျှောက်တယ်ရှင်ဘုရားတပည့်တော်ရဟန်းဝတ်ခြင်းနဲ့ဆိုတော့မြတ်စွာဘုရားကအေးပန်ကြားထိုက်တဲ့ပုဂ္ဂိုလ်ရှင်သူ့စီမှာခွင့်ပန်ပြီးတော့မှလာခဲ့ပါလို့ဆိုတော့အိမ်ပြန်သွားတယ်အိမ်ပြန်သွားပြီးသူ့ရဲ့ပိုင်ဆိုင်တာတွေထိုခေတ်ကတော့အိန္ဒိယရဲ့ထုံတန်းစင်လာကဘာတော့ဆိုလို့ရှင်သားသမီးမထွန်းကားလို့ရှင်အမျိုးသမီးတွေကသိပိုင်ဆိုင်ခွင့်မရှိကြဘူးအိန္ဒိယထုံးစံအဲ့တော့သူတို့ညီကိုနှစ်ယောက်ကပစ္စည်းကိုပိုင်တာဖြစ်တော့သူပိုင်တဲ့ပစ္စည်းတွေကိုသူ့ညီကိုအလုံးလွှဲတယ်သူ့ညီကိုအလုံးလွှဲလိုက်တော့သူ့ညီကအမျိုးမျိုးတောင်းပန်တယ်သက်ကြီးမှဝတ်ပါကုမောပါနဲ့အောင်ညီကိုနှစ်ယောက်ဟာဥမကွဲတတ်ပဲပြည့်မိဘလက်ထက်ကပစ္စည်းတွေနဲ့စီမံခန့်ခွဲပြီးနေကြတာနောက်ဆုံးဘယ်လိုမှပြောမရသူညီအသက်ကြီးမှဝတ်ပါဆိုတော့ဘာပြောတော့ဆိုငါညီမင်းစဉ်းစားချီတဲ့စရာစိစရိတာဟွန်တိဟထပါဒအနတ္တဝအသက်ကြီးသွားတဲ့ပုဂ္ဂိုလ်တယောက်အိုမင်းရွတ်တော့သွားပြီဆိုလို့ရှိရင်ကိုယ်လက်ကိုယ်ခြေကတောင်ကိုယ်စကားကိုနားမထောင်တော့ဘူးကထံသောဝိဟတထာမောကထံဓမ္မစရိတတိအဲ့ဒါလို့ကိုယ်ခြေကိုယ်လက်ကတောင်ကိုယ်စကားနားမထောင်ဘူးဆိုတာအသက်ရွယ်ကြီးတဲ့ပုဂ္ဂိုလ်ဟာဒီနေရာခြေတော့လှမ်းမယ်ဆိုပေမဲ့လို့လှမ်းမိချင်မှလှမ်းမိတာလွဲသွားလက်မြောက်ချင်ပေမဲ့လို့လက်ကမြောက်ချင်မှမြောက်ချင်မှမြောက်လာတာအဲ့ဒါလက်တွေခြေတွေကစားပြီးကိုခိုင်းတဲ့အတိုင်းမလုပ်တော့ဘူးလို့ကိုခိုင်းတဲ့အတိုင်းမလုပ်ဘူးယတ္တသောဝိဟတထာမောအာယနေကုံပြတ်နေတဲ့သူအိုဟာကထန္တမံစရိတတိဘယ်လိုလုပ်တရားအထုတ်မှလဲကွာကိုယ်တိုင်မှကိုယ်လက်ကိုယ်ချီမှမတည်နိုင်တဲ့ဘဝမျိုးရောက်မှဘယ်လိုလုပ်တရားအထုတ်မှလဲ
သူ့ညီကိုပြောပြီး